အားလုံးပဲမင်္ဂလာပါဟိမချက်ပြရတာကြပြီဆိုတော့လေဒီတစ်ခါရှာပပဒပြုတ်သီးလေးတွေကောက်လာတာနဲ့ဒပြုတ်သီးနဲ့ပဇွန်လေးနဲ့ချက်စားပြပါမယ်ရှင်ဒပြုတ်သီးချက်ရတာလေချက်နည်းတွေမျိုးစုံတော့ရှိတာပေါ့နော်ဟိမကိုချက်တက်တူလေးချက်တာဖြစ်တဲ့အတွက်မတူညီခဲ့လို့ရှိရင်လဲမှားယွင်းခဲ့ရင်လဲဝင်မျိုးပါနဲ့ရှင်ကျမချက်တက်တူလေးချက်တာဖြစ်ပါရဲ့ရှင်အရင်ဆုံးဒပြုတ်သီးလေးတွေကိုကျမကလေအဲ့လိုမျိုးလှိလိုက်တာပေါ့နော်အလေကဥကိုမယူအပြင်သားနုနုလေးကိုယူပါတယ်အမတိုင်းပြောရင်စင်ကူမာကအတိခုလို့မရပါဘူးအတိခွင့်9000ပေးရပါတယ်အဲ့တော့အနှုလေးတွေခုလို့မရဘူးကြွေကြတာလည်းရင့်မှကြွေကြတာဖြစ်တဲ့အတွက်ကျမရင့်နေတာဖြစ်တဲ့အတွက်တရေပြုတ်လိုက်ပါတယ်အကေတငယ်ချင်းတို့ရဲ့အတီးကနုတယ်ဆိုရင်တော့ပြုတ်เสียမလို့ဘူးပေါ့နော်အလေသားနုနုလေးဟင်းအိုးတဲ့ဓာတ်လိုက်ထည့်ပြီးတော့တန်းတာချက်ပါရှင်ကျမရဲ့အတီးကတော့ရင့်နေအဲ့တော့ရှိတာပဲစားရတာဖြစ်တဲ့အတွက်နူးအောင်လို့ဒီမှာတော့အရင်ဆုံးစားရည်သေးချပြောင်းဆေးလိုက်တယ်ဆေးပြီးရင်တရေပြုတ်တွန်လိုက်တယ်ပြီးတော့စကားဆက်လိုက်ပါတယ်ရှင်ဟင်းတို့ရဲ့ထုံးစံအတိုင်းကျွတ်တွန်ဖြူနီတက်ပါတယ်တပြူတီရဲ့အသက်ကလေးပဇွန်တိလားပဇွန်နဲ့တအောင်မှလိုက်ပါတယ်တပြူတီရဲ့ချင်းနဲ့အရသာလေးရဲ့ပဇွန်ရဲ့ချိုတဲ့အရသာလေးရဲ့လေမပြောပြတတ်ဘူးပေါ့နော်အဲ့အရေးလေးကိုအရန်ဟိုမှာကြိုက်ပါတယ်ရှင် green အရန်မိန်တယ်ပေါ့နော်သူ့အချင်းတက်ကဟိုမရန်ပြားကြီးချွင်ချင်တာနဲ့လည်းမတူခရင်းနေလေးချင်တာနဲ့လည်းမတူဖန်လည်းမဖန်ဘလို့လေးလည်းမသိမပြောပြတတ်ဘူးအရန်စကောက်ပါတယ်ရှင်အရင်ဆုံးမနော်ကျွတ်သွန်ဖြူနီရဲ့ပဇွန်ရဲ့အဲ့လိုထုံးစံတိုင်းပဲစီတက်လိုက်တယ်ပြီးရင်မြင်ငပိလေးလည်းထည့်တယ်ကျမယောက်ျားအမျိုးသားမွန်ဆိုတော့သူအများနဲ့စီတက်ထဲမှာအဲ့မြင်ငပိကိုထည့်တက်လေးရှိတာပေါ့နော်သူလုပ်တဲ့နေ့အတိုင်းပဲကျမလုပ်တယ်အများနဲ့မှုေးတာပေါ့နော်အဲ့လိုလေးစီတက်ထဲမှာထည့်တယ်ပြီးတော့လို့ရှိရင်လွယ်တယ်စောစောတုန်းကပြုတ်ထားတဲ့သပြူတီကိုလေထည့်ချလိုက်တယ်မှုေးလိုက်တယ်ပုံမှန်ဟင်းချက်တဲ့အတိုင်းပဲချက်လို့ရပါတယ်သူကအရေတောက်ရင်ဖြစ်တဲ့အထွာရေများများလေးထည့်ပေါ့နော်ဒီမှာတော့သပြူတီလေးမြုပ်တဲ့အထိရေထည့်ပြီးတော့ဟိုပါပေါ့ချက်ပါတယ်ရှင်အရေးလေးညှိကြည့်လိုက်ပေါ့နော်အချင်းလိုဟင်းခတ်မှုကြိုက်တဲ့လူလည်းထည့်ပေါ့နော်ဒီမှာတော့မသုံးပါဘူးငံပြာရည်နဲ့ပေါက်လိုက်တယ်ပေနမင်လေးအုပ်လိုက်တယ်အဲ့ဒါဆိုလို့ရှိရင်ရပါပြီရှင်အရောက်မှလွယ်ကူရိုးရှင်းစားကောင်းတဲ့အသီးပါသပြူတီကလေစင်ကူမှာဆိုတော်တော်များများပန်းချန်တိုင်းမှာရှိပါတယ်သူအင်္ဂလိပ်လိုဆိုလို့ရှိရင် elephant apple လို့ခေါ်တာပေါ့နော် elephant ကြီးရ apple ကပန်းသီးပေါ့ပန်းသီးကြီးပေါ့မပန်းသီးတော့မဟုတ်ပါဘူးအပြင်သူ့ကိုကောက်လာပြီဆိုလို့ရှိရင်ဒီမှာရင်တော့ west coast ပန်းချန်မှာလည်းတွေ့တယ်လို့ bishan amukyo ပတ်ထက်မှာလည်းတွေ့ပါတယ်ရှင်ကဲအားလုံးပဲဗီဒီယိုလေးကြည့်ရှုပေးလို့ကျေးဇူးထူးပဲတင်ရှိပါရရှင်ပါရတဲ့နေ့လေးဖြစ်ကြပါစေရှင်ကဲဟင်းလေးဆက်ပြီးတော့ချက်လိုက်ပါအောင်မယ်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးကြပါဦးရှင်ကျေးဇူးပါနော်